မြန်မာရဲ့ပြည်သူများအားလုံးကိုစိတ်နှပြောင်းရှင်လန်းချမ်းမြေ့ကြပါစေဒီကနေ့2026ခုနှစ်ဧပြီလ6ရက်တလင်းလာနေ့ရဲ့နနက်ခင်းသတင်းစီစဉ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့စီစဉ်တင်ဆက်သူလူရည်ပြပိုင်းပါစစ်ကောင်းဆောင်မင်းအောင်လှိုင်သမရအဖြစ်ရွေးချယ်ခံရမှုအပေါ်နိုင်ငံရေးပါတီအချို့ကဂုဏ်ပြုနေကြပြီးမြဲစစ်တပ်ရဲ့ကြောတော့နောက်ခံကြန့်ခိုင်ရေးပါတီကတော့ယနေ့အထိနှုတ်ပိတ်နေဆဲဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယနေ့အချိန်ထိစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုသမရအဖြစ်တင်မြှောက်လိုက်တဲ့ပေါ်ပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဘက်ကတစုံတရာထုတ်ပြန်ဂုဏ်ပြုခြင်းမရှိသေးတာကိုတွေ့ရှိရပါတယ်။စစ်တပ်ကဦးစီးကျင်းပခဲ့တဲ့2025ခုနှစ်ရွေးကောက်ပွဲမှာကြန့်ခိုင်ရေးပါတီဟာစစ်တပ်ကအငြိမ်းစားယူလာသူအများအပြားနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးနေရာအများစုမှာအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ပြည်သူ့ပါတီ PP နဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP အပါအဝင်အခြားနိုင်ငံရေးပါတီအချို့ကစစ်ကောင်းဆောင်သမရဖြစ်လာမှုကိုဂုဏ်ပြုကြောင်းအသီးသီးထုတ်ပြန်ခဲ့ကြတော့လေကြန့်ခိုင်ရေးပါတီကတော့၎င်းတို့ပါတီဥက္ကဋ္ဌဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာစဉ်ကဂုဏ်ပြုခဲ့တယ်လို့မျိုးယခုသမရအသစ်အတွက်ဖော်ပြခြင်းမရှိသေးပါဘူး။သမရရာထူးရယူမဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာဧပြီလ6ရက်နေ့မှာပြုလုပ်မဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုတက်ရောက်ဖို့ရှိနေပါတယ်။အဆိုပါအစည်းအဝေးမှာဝင်ကြီးဌာနဖွဲ့စည်းပုံတွေနဲ့ဝင်ကြီးအသစ်ခန့်အပ်လွှာတွေကိုလွှတ်တော်သို့တင်သွင်းသွားမယ်လို့သိရှိရပါတယ်။စစ်အုပ်ချုပ်ရေးကနေအရက်သားဆိုရအတွင်ပြောင်းလဲဖို့ကြိုးပမ်းနေတဲ့စစ်ကောင်းဆောင်ရဲ့အစိုးရအသစ်အဖွဲ့မှာဘယ်သူတွေပါဝင်လာမလဲဆိုတာကတော့စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ကြောင်းသတင်းရရှိပါရရှင်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကို ICC ကဖမ်းဝရမ်းထုတ်ဖို့ဗြိတိန်လွှတ်တော်အမတ်17ဦးကလက်မှတ်ရေးထိုးတောင်းဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ9ရက်ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ရဲ့ထုတ်ပြန်ချက်အရစစ်ကောင်းဆောင်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဝရမ်းထုတ်ပြန်နိုင်ရေးအတွက်ဗြိတိန်ပါလီမန်အမတ်17ဦးအထိလက်မှတ်ရေးထိုးပါဝင်လာခဲ့ပြီပဲဖြစ်ပါတယ်။ဆိုပါအဆိုပြုချက် Early Day Motions EDM ကို2024ခုနှစ်ဒီဇင်ဘာလကလေးကအမတ်10ဦးနဲ့စတင်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာတော့နောက်ထပ်အမတ်2ဦးထပ်မံပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ Brown ဥက္ကဋ္ဌဦးထုံးခင်ကအကြမ်းဖက်စစ်ကောင်းဆောင်ကိုသမရအဖြစ်အသိအမှတ်မပြုဖို့နဲ့ ICC ကဖမ်းဝရမ်းထွက်လာဖို့ကျွန်တော်တို့စူးစမ်းနေပါတယ်။အာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းဟာ2025ခုနှစ်ဖေဖော်ဝါရီလမှာထွက်ခဲ့ပြီးပြီဖြစ်လို့အခုကအင်တာပိုကိုဖိအားပေးပြီးအနည်းအောင်စစ်အကြောင်းကြားစာ Red Notice ထုတ်နိုင်မှုအတွက်ဆက်လက်ဆောင်ရွက်နေပါတယ်လို့ပြောကြားခဲ့ပါတယ်။အချိန်ထဲမှာပဲ American နိုင်ငံရှိမြန်မာအရေးဆောင်ရွက်သူတွေကလည်းစစ်ကောင်းဆောင်ဟာ ICJ နဲ့ ICC အမှုတွေအပြင်တီမောနိုင်ငံမှာချင်းဘာသာရေးအဖွဲ့အစည်းတွေကတရားစွဲထားမှုနဲ့FBI ရဲ့ကြားဖြတ် Scam Center နှိမ်နင်းရေးအရှိန်ဟုန်တွေကြောင့်ကြီးမားတဲ့ဖိအားတွေရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။စစ်ကောင်းဆောင်ကဧပြီလ3ရက်နေ့မှာသမရရာထူးရယူခဲ့ပြီးအရက်သားအစိုးရအဖြစ်အသွင်ပြောင်းဖို့ကြိုးစားနေခဲ့ပေမဲ့နိုင်ငံတကာဥပဒေအရလူသားမျိုးနွယ်ပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်ပြည်ထောင်ကင်းလွတ်ခွင့်ရမှာမဟုတ်ဘူးလို့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ ICC ကသာဖမ်းဝရမ်းထုတ်ပြန်လိုက်မယ်ဆိုရင်ပြည်ထောင်ပါဝင် ICC အဖွဲ့ဝင်နိုင်ငံအားလုံးဟာ၎င်းတို့နေမြေတွေကိုစစ်ကောင်းဆောင်ဝင်ရောက်လာတာနဲ့ဖမ်းဆီးထိန်းသိမ်းမှုတာဝန်ရှိလာမှာဖြစ်လို့ဒါဟာမင်းအောင်လှိုင်အတွက်တကယ်အိမ်မက်ဆိုးဖြစ်လာမယ်လို့သတင်းရရှိပါရရှင်။73စီခွဲတန်းစနစ် QR code စတင်အသုံးပြုနေပြီဖြစ်တာကြောင့်ရခိုင်ကကျင့်သုံးခဲ့တဲ့ပုဂ္ဂလိကရှင်များရဲ့စုံမခွဲခြားမောင်းနှင်ရမယ့်စနစ်ကိုပယ်ဖျက်ပေးဖို့ပြည်သူများကတောင်းဆိုနေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီက73စီချွေတာရေးအတွက်ဆိုပြီးပြီးခဲ့တဲ့ March လကလေးကစတင်ကျင့်သုံးခဲ့တဲ့စုံမစနစ်ကိုဆက်လက်ထားရှိဆဲပဲဖြစ်ပါတယ်။သို့တော်လည်းလက်ရှိမှာ73စီဆိုင်တွေမှာကျူအားအကုတ်စနစ်နဲ့ကိုလာအလိုက်ခွဲတန်းရောင်းချပေးနေပြီဖြစ်တဲ့အတွက်ဒီစနစ်ဟောင်းကိုပယ်ဖျက်ပေးဖို့ရင်ပိုင်ရှင်တွေနဲ့ပြည်သူတွေကတောင်းဆိုလာကြတာပါနေပြီးတော့ပုဗ္ဗသီရိမြို့နယ်နေထိုင်သူတို့ကစုံမစနစ်ကြီးကတကယ်တမ်းမလိုအပ်တော့ပါဘူးကိုဆိုင်ကတစည်းတဲ့နဲ့နေ့စဉ်အလုပ်သွားနေရတဲ့သူတွေအတွက်အဆင်မပြေဘူးလို့ညီတွားပြောဆိုခဲ့ပါတယ်အလားတူပြည်မနာမြို့ကန်တို့ကလည်းတပတ်ကို2ချိန်ပဲစီဝယ်ခွင့်ရှိတယ်လို့သတ်မှတ်ထားပြီးသားကိုစုံမစနစ်ကိုလည်းမပယ်ဖြတ်သေးသေးတော့အပြင်သွားဖို့အတော်စိတ်ညစ်ရတယ်လို့ဆိုပါတယ်လက်ရှိမှာမြို့ကြီးတွေဖြစ်တဲ့နေပြည်တော်ရန်ကုန်နဲ့မန္တလေးတို့မှာစီခွဲတန်းစနစ်ကြောင့်တန်းစီဆောင်ဆိုင်ရတာအနည်းငယ်သက်သာသွားပြီမယ်အချို့နေရာတွေမှာတော့စီရရှိမှုအခက်အခဲတွေရှိနေစေဖြစ်ပါတယ်
စစ်ကောင်စီအနေနဲ့73စီစာနေကိုတပတ်လျင်2ကြိမ်မှ3ကြိမ်ထိသာစီအောင်ချပြီးဖို့ညွှန်ကြားထားခဲ့ပေမယ့်ရင်သွားလာရေးကန့်သက်တဲ့စုံမစနစ်ကိုတော့ဆက်လက်ကျင့်သုံးနေတာကြောင့်ပြည်သူတွေရဲ့သွားလာရေးမှာအခက်အခဲတွေဆက်လက်ဖြစ်ပေါ်နေကြောင်းသတင်းရရှိပါရရှင်စစ်တပ်နဲ့ရင်းနှီးတဲ့ထိတ်တန့်ခရိုနီကြီးဦးတေစာနဲ့မိသားစုဝင်တွေကိုပို့ကုန်ရငွေပြန်မသွင်းမှုနဲ့စစ်ကောင်စီကအမည်ပြတ် blacklist ရင်းတင်သွင်းလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကပို့ကုန်ရငွေပြန်မသွင်းတဲ့ကုမ္ပဏီနဲ့လူပုဂ္ဂိုလ်289ခုတို့ကိုဧပြီလ4ရက်နေ့မှာအမည်ပြတ်စည်းတင်သွင်းလိုက်ရမှာခရိုနီကြီးဦးတေစာရဲ့Two Trading Company နဲ့အတူ Driver အဖွဲ့ဝင်တွေဖြစ်ကြတဲ့ဦးတေစာသားဖြစ်သူပြေဖြိုးတေစာအပါအဝင်မိသားစုဝင်9ဦးစလုံးပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။2021ခုနှစ်ကနေ2025ခုနှစ်မတ်လကုန်အထိပြည်ပပို့ကုန်ကနေရရှိတဲ့နိုင်ငံခြားငွေတွေကိုသတ်မှတ်ရက်အတွင်းပြန်မသွင်းတာကြောင့်အခုလိုအရေးယူခံရတာဖြစ်တယ်လို့စစ်ကောင်စီဘက်ကဆိုပါတယ်။ဥပဒေအရအမည်ပြတ်စည်းသွင်းခံရသူတွေဟာပြည်ပထောက်ခွာခွင့်ပိတ်ပင်ခံရမယ်အပြင်ကုမ္ပဏီလိုင်စင်တွေကိုပါပယ်ဖျက်ခံရမှာဖြစ်ပြီးလိုအပ်တဲ့ဒေါ်လာငွေပြန်မသွင်းနိုင်ရင်ဖန်ဝရန်ထုတ်ခံရမယ့်အခြေအနေထိရှိနေပါတယ်။စစ်ကောင်စီဟာလက်ရှိမှာနိုင်ငံခြားငွေအကြီးအကျယ်လိုအပ်နေတာကြောင့်ပို့ကုန်ရငွေရဲ့15%ကိုစစ်တပ်ဘဏ်တွေမှာမဖြစ်မနေလဲလှယ်ခိုင်းပြီးဖိအားပေးနေတာမျိုးလည်းဖြစ်ပါတယ်။အရင်စစ်အစိုးရလက်ထက်ကလေးကစစ်တပ်နဲ့အကျိုးစီးပွားအထူးနှိစက်ခဲ့တဲ့ဦးတေစာလိုလူမျိုးကိုအရေးယူလိုက်တာဟာစစ်ကောင်စီရဲ့နိုင်ငံခြားငွေအကျပ်အတည်းဘယ်လောက်ထိဆိုးရွားနေတယ်ဆိုတာပြသနေတယ်လို့စီးပွားရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်။တစ်ဖက်မှာလည်းဦးတေစာနဲ့ထူးအုပ်စုဟာစစ်တပ်အတွက်လက်နက်ဝယ်ယူပေးထားတာတွေကြောင့်ပြည်ထောင်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုခံထားရသူတွေဖြစ်ပြီးယခုဖြစ်စဉ်ဟာစစ်တပ်နဲ့ခရိုနီတွေကြားကအကျိုးစီးပွားအကြောင်းထင်လာမှုကိုဖော်ပြနေကြောင်းသတင်းရရှိပါတယ်ရှင်။ချင်းကာကွယ်ရေးတပ် CDF ASHO ကငဖဲမြို့ပေါ်အထိဝင်ရောက်ပြီးအင်အားပြစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ9ရက်နေ့နနက်အစောပိုင်းမှာ CDF ASHO မှစစ်ကြောင်းမှုမွေးပွေးဦးဆောင်တဲ့ရဲဘော်တွေဟာငဖဲမြို့ပေါ်ရှိမြို့နယ်ပညာရေးမှုရုံးနဲ့ကြန့်ခိုင်ရေးပါတီရုံးတို့ကိုဝင်ရောက်ပြီးလုံခြုံရေးနဲ့စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလှုပ်ရှားမှုမှာမြို့ရဲ့အတောင်ဘက်မှာနေရာယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်းသိရှိရပါတယ်။ CDF ASHO ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုက်ရိုချင်းကတိုက်ပွဲဖြစ်ပွားတာမျိုးမဟုတ်ပဲမြို့ပေါ်တက်ပြီးအင်အားပြတဲ့သဘောပါ။အဓိကရည်ရွယ်ချက်ကတော့ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ဟန်ဆောင်ညင်တာတဲ့အုပ်ချုပ်မှုပုံစံတွေနောက်ကိုမယိမ်းရိုင်သွားဖို့နဲ့စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုမြင်မသွားကြဖို့သတိပေးချင်တာပဲဖြစ်ပါတယ်။စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သမရဖြစ်လာပြီးနောက်ပိုင်းအုပ်ချုပ်ရေးရန်ရအသစ်နဲ့ဟန်ပြပြုပြင်ပြောင်းလဲရေးတွေကိုလှုံ့ဆော်နေခဲ့ပြီးမြဲဒေါ်လာရေးရောင်းစုတွေကတော့စစ်အာဏာရှင်စနစ်ကိုဆက်လက်တော်လှန်သွားကြဖို့ပြည်သူတွေကိုတိုက်တွန်းနှိုးဆော်နေကြတာပဲဖြစ်ပါတယ်။မဖဲမြို့ပေါ်မှာ CDF ASHO ရဲ့လှုပ်ရှားမှုဟာစစ်အုပ်စုရဲ့အာဏာသက်ဆိုးရှည်စေမဲ့လုပ်ရက်တွေကိုတုံ့ပြန်တဲ့အနေနဲ့လှုံ့ဆော်တာဖြစ်ကြောင်းသတင်းရရှိပါရရှင်။အာရီခါတပ်တော် AA ရဲ့ဝါဝန်းပိတ်ဆို့မှုတွေကိုခံနေရတဲ့စစ်ကောင်စီဟာစစ်တွေမြို့အစွန်ရှိတပ်ရင်းတွေကလက်နက်ခဲယမ်းတွေကိုမြို့ရဲကစာတင်ကျောင်းတွေစီအရေးပေါ်ပြောင်းရွှေ့ပြီးခံစစ်ပြင်ဆင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြေပြင်သတင်းရင်းမြစ်များရဲ့ဖော်ပြချက်အရစစ်တွေမြို့ရဲ့အရက်၄မျက်နှာစလုံးမှာAA ရဲ့ပိတ်ဆို့စောင့်ကြည့်မှုကိုခံနေရတဲ့စစ်ကောင်စီဟာမြို့မြောက်ဘက်အစွန်ရှိပါရမီရင်းစုနဲ့လမ်းစုံတစ်ဝိုက်ကလက်နက်ခဲယမ်းချင်းတက်စနခ343ရှိလက်နက်ခဲယမ်းနဲ့ဘုံသီးအလုံးအလုံးကိုမြို့ရဲရှိအထက6စာတင်ကျောင်းအတွင်းသို့ရေးပေါ်ပြောင်းရွှေ့လိုက်ပြီးဖြစ်ပါတယ်။ CDM ဗိုလ်ကြီးဇင်ရောကပါရမီရင်းစုဟာဒါကဆအခြေဆိုင်ရာနေရာနဲ့တရားနှစ်စင်ပဲချတော့တာပါဒီတရားတွေကိုသာ AA ကထိန်းချုပ်လိုက်ရင်စစ်ကူပို့ဖို့ခက်ခဲသွားမှာဖြစ်လို့စစ်ဗိုလ်ချုပ်တွေကလက်နက်ခဲယမ်းတွေကိုအရင်ဦးဆုံးပေးကင်းရပြောင်းရွှေ့ထားတာဖြစ်ပါတယ်လို့သုံးသပ်ပြောကြားထားပါတယ်လက်ရှိမှာအဆိုပါစာတင်ကျောင်းအနည်းရှိစစ်တွေဒေသကုတ်ကဲမှုစစ်ဌာနချုပ်ဒါကဆမှာကွန်မန်ဒိုတပ်ခွဲတွေနဲ့အင်အားတိုးချထားပြီးတိုင်းမှုကိုယ်တိုင်ဦးစီးကခန့်စစ်အတွက်ပြင်ဆင်နေပါတယ်ဒါအပြင်စစ်ကောင်စီဟာရဲတပ်ရင်စနစ်နဲ့36နီးစီမွတ်စလင်ကျေးရွာ90ခန်းကိုလည်းအတင်းအကျပ်ပြောင်းရွှေ့ခိုင်းပြီးနေအိမ်တွေကိုစတင်ဖြိုဖျက်နေပြီပဲဖြစ်ပါတယ်
စစ်တွေမြို့ပတ်လည်မှာတိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အခြေအနေတွေကြောင့်စစ်ကောင်စီကမြို့ရင်းခံစစ်ကိုအခိုင်အမာပြင်ဆင်နေတယ်လို့ဒေသခံပြည်သူတွေကတော့စစ်ရေးတင်းမာမှုတွေကြောင့်စိုးရိမ်ထိတ်လန့်နေရကြောင်းသတင်းရရှိပါရရှင်။ဧပြီလ6ရက်နေ့အတွင်းမြန်မာနိုင်ငံတဝန်းကထူးခြားဖြစ်စဉ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားတော်တာဆင်ပေးခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြကျန်းမာချမ်းသာပြီးဘေးရန်တွေကင်းဝေးကြပါစေကြောင်းဆုမကောင်းတောင်းရင် Independent Voice မြန်မာရဲ့နနခင်းသတင်းစီစဉ်တင်ဆက်မှုကိုဒီမှာရရှင်းနာခွင့်ပြုပါရှင်။